အားလုံးမင်္ဂလာပါဒီ2026ခုနှစ်ကတော့ကျွန်တော်နေလင်းအောင် Finance and Accountancy Academy တည်ထောင်ခဲ့တာနှစ်30ပြည့်တဲ့နှစ်ပလဲတုနှစ်ဖြစ်ပါတယ်ကျွန်တော်ဒီနှစ်30ကာလအတွင်းမှာကျွန်တော်အကြောင်းရဲ့ဖြတ်သန်းမှုတွေကိုကျွန်တော်အနေချင်းပြောပြချင်ပါတယ်ကျွန်တော်နှစ်30တာကာလအတွင်းမှာကျွန်တော်ပထမကျွန်တော်အဓိက LC Design Product ကိုသင်ခဲ့ရမှာဒီ LC Design PS ကနေပြီးတော့ကျွန်တော်ကို Fellow Membership ဖြစ်စုချီးမြှင့်ခဲ့တယ်လို့ဒီ LC Design Market Share အများဆုံးရတယ် LC Design ဘာသာရပ်တွေကိုလည်းအကြောင်းသားတွေကိုအောင်မြင်သင်ကြားပေးနိုင်တဲ့အတွက်ကျွန်တော်တို့ Excellent Center Gold Status ကို9နှစ်ဆက်တိုက်ကျွန်တော်ရရှိခဲ့ပါတယ်ဒါအပြင်ကျွန်တော်တို့ ACC ဘာသာရပ်များကိုသင်ကြားတဲ့အခါမှာလည်းကျွန်တော်တို့ ACC UK အဖွဲ့ကြီးကနေပြီးတော့ကျွန်တော်တို့သင်တန်းကျောင်းကို Approve Learning Partner ကိုအဖြစ်စတင်ပေးအပ်ခဲ့ပြီးတော့အခုပြီးခဲ့တဲ့2025ခုနှစ်မှာမြန်မာနိုင်ငံမှာပထမဆုံး Approve Learning Partner Platinum Status ကိုမြန်မာနိုင်ငံရဲ့ပထမဆုံးအကြောင်းအနေနဲ့ကျွန်တော်ရရှိခဲ့ပါတယ်ဒါနှစ်30တာကာလအတွင်းမှာကျွန်တော်ကျောင်းအနေနဲ့ရရှိခဲ့တဲ့အောင်မြင်မှုတွေဖြစ်ပါတယ်ဒါအပြင်ကျွန်တော်တို့သင်ကြားခဲ့တဲ့ဘာသာရပ်တွေမှာလည်းကျွန်တော်ကထူးခြားတဲ့အောင်မြင်မှုတွေကျွန်တော်ရရှိခဲ့ပါတယ်LC Design ဘာသာရပ်တွေအားလုံး LC Design Level 1 to Bookkeeping Accounting LC Design Level 3 Accounting Management Accounting Cost Accounting Business Statistics Advanced Business ဘာသာရပ်အားလုံးပြည်သူဘာသာရပ်များအားလုံးမှာကမ္ဘာမှာအမှတ်အများဆုံး World First ဆုတွေကိုကျွန်တော်တို့ရရှိခဲ့ပါတယ်ကျွန်တော်တို့ ACC ဘာသာရပ်တွေမှာဆိုရင်လည်း ACC level လိုက်ပေါ့နော်ကျွန်တော်တို့ foundation level ACC knowledge level skill level professional level အသီးသီးမှာလည်းဘာသာရပ်အားလုံးမှာကျွန်တော်တို့ကျောင်းမှာမြန်မာ first ဆုတွေရရှိခဲ့ပါတယ်ရရှိအောင်သင်ကြားပေးနိုင်ခဲ့ပါတယ်ဒါ့အပြင်မြန်မာနိုင်ငံမှာပထမဆုံးအနေနဲ့ကျွန်တော်တို့ကမ္ဘာအမှတ်အများဆုံး World First ကိုလည်းကျွန်တော်တို့ ACC ကျွန်တော်တို့ apply scale level ရဲ့ performance management audit and assurance နဲ့ financial reporting ဘာသာရပ်တွေမှာရရှိခဲ့ပါတယ်အဲ့တော့ဒီလိုထူးချွန်ကျောင်းသားထူးချွန်အမှတ်တွေရအောင်ကျွန်တော်တို့သင်ကြားပေးနိုင်ခဲ့တဲ့အပြင်ကျောင်းသားပေါင်းတောင်းနဲ့ချီပြီးတော့လည်းကျွန်တော်တို့ဒီ accounting and finance သင်တန်းဝန်ဆောင်မှုတွေပေးနိုင်ခဲ့သလိုကျွန်တော်တို့အလုပ်ကိုင်ခွင့်လန်းကောင်းတွေပြည်တွင်းပြည်ပအလုပ်ကိုင်ခွင့်လန်းကောင်းတွေရရှိအောင်လည်းကျွန်တော်တို့ကစွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်အဲ့တော့ဒီလိုကျွန်တော်တို့ကျောင်းရဲ့ထူးခြားတဲ့ထူးချွန်တဲ့ကျွန်တော်တို့အောင်မြင်မှုတွေအတွက်ကျွန်တော်အမှတ်တရပွဲလေးကိုစီစဉ်ထားပါတယ်ဖေဖော်ဝါရီလ15ရက်နေ့2026ခုနှစ်ကျွန်တော်တို့ Lotte Hotel မှာဘောလုံးမှာကျွန်တော်တို့ရဲ့ကျောင်းရဲ့နှစ်30ပြည့်ပလဲရတုအခမ်းအနားကိုစီကတိုင်မြတ်စွာကျင်းပမှာဖြစ်ပါတယ်ဒီခန်းကြီးမှာကျွန်တော်တို့ ACC Foundation Diploma ACC Part 1 Diploma ACC Scale Level Advanced Diploma Professional Level Member ရရှိသူများကိုစုချီးမြှင့်မှာဖြစ်တယ်လို့ကျွန်တော်တို့မြန်မာ First World First ရရှိသူများကိုလည်းကျွန်တော်စုချီးမြှင့်မှာဖြစ်ပါတယ်ကျွန်တော်တို့နေလင်းအောင်ကျောင်းရဲ့ Diploma in Accounting Diploma ရရှိသူများကိုလည်းစုချီးမြှင့်မှာဖြစ်တယ်လို့ကျွန်တော်တို့ Oxford University ကနေပြီးတော့ပွဲရရှိသူများကိုလည်းဒီပွဲချီးမြှင့်မှာဖြစ်ပါတယ်ဒီလိုပွဲမှာကျွန်တော်တို့မြန်မာနိုင်ငံရဲ့ Before Audit Firm ရုံးခွဲများနဲ့ Audit Firm များအလုပ်ကိုင်များမှာလည်းအလုပ်လာခေါ်မဲ့ job fair လည်းပါဝင်ပါတယ်ဒီခဏပွဲကြီးကိုတက်ရောက်နိုင်မှုအတွက်ကျောင်းသူကျောင်းသားများအနေနဲ့မိမိတို့သက်ဆိုင်ရာ level လိုက်စာမွေးတွေကိုဒီပွဲအမိတက်နိုင်အောင်ဖြည့်ဆို့ကြဖို့လည်းကျွန်တော်အနေနဲ့တိုက်တွန်းလိုက်ရပါတယ်ဒီပွဲကိုအားလုံးဆင်နွှဲကြဖို့လည်းဖိတ်ခေါ်လိုက်ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်